အားလုံးပဲမင်္ဂလာပါခင်ဗျာအောင်စေဒုတိ channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကဲကျွန်တော်တို့အပူကတော့ခိုးထက်ဒီကောင်းမှနေတော့မှာဗျာနော်ကဲအဲ့တော့ကျွန်တော်ရဲ့ချင်းမေးစများအားလုံးအတွက်ဒီနေ့လိုရင်းတို့ရှင်အောင်ပဲချပြပေးထားပါဗျာနော်မထီမပေါက်ကီရဲ့1ချိန်ရဲ့ပြီးရင်ကျွန်တော်တို့ကြံ၄ချိန်မွေရမယ်အပူလေးလည်းတင်ပေးထားပါဗျာနော်ထုံးစံတိုင်းပဲကျွန်တော်တို့ကြာတာပလေးနေ့မနက်အတွက်ကဏ္ဍလေးမရယူခင်မှာကျွန်တော်ရဲ့အောင်စေဒုတိ channel အကောင့်တစ်လေးကို subscribe မရသေးဘူးဆိုလို့ရှိရင် subscribe လေးနှိပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်ကျွန်တော်တို့အသစ်တင်တိုင်းကဏ္ဍတွေတင်တိုင်းတွေ့အောင်လို့ subscribe ပေးနာ notification လောင်းလေးလည်းနှိပ်ပေးထားကြပါဦးကဲကျွန်တော်ကြံ၄ချိန်မွေရမယ်အပူ3ခွက်ချပေးထားပါတယ်ဗျာနော်အကြိုက်ချင်းတူရင်တော့ကစားပါကဲအဲ့တော့ကျွန်တော်တို့ကြာတာပလေးနေမနက်မှာမထီမပေါက်ကီးနဲ့1 chain နဲ့ကတ်ထားတယ်ထိတ်စီးနဲ့1 chain နဲ့ကတ်ထားတယ်ဗျာနော်အဲ့တော့အကွက်ကအများကြီးမရှိဘူးဗျာကျွန်တော်6ကွက်ပဲရှိပါတယ်ဗျာနော်ပြီးရင်ကျွန်တော်10ကွက်ကနန်းလဲ4ကွက်တက်တင်မိလာပါတယ်ဗျာနော်အဲ့တော့စုစုပေါင်းထုံးစံတိုင်းပဲ10ကွက်ထုတ်ပေးထားပါတယ်ကျွန်တော်ရဲ့ချင်းမေးဆွေများအားလုံးအကြိုက်ချင်းတူမှာကစားပါအကြိုက်ချင်းမတူရင်မကစားပါနဲ့ဗျာနော်အဲ့တော့ကျွန်တော် site ကနန်း6ခွက်ရှိမယ်10ခွက်ကနန်း4ခွက်ရှိမယ်ဟောဗျာနော်အဲ့တော့ကျွန်တော်တို့ကြံ၄ချိန်ကျွန်တော်အကြိုက်ပူ3ခွက်မွေကနန်းလေးထုတ်ပေးထားပါဗျာနော်ဒီဘက်တေချာပေါ့အပူလာမယ်လို့ကျွန်တော်ယုံကြည်တယ်အဲအကြောင်းကျွန်တော်ကြံ၄ချိန်မှာအပူ4ခွက်ထုတ်ပေးထားပါ3ခွက်ထုတ်ပေးထားပါဗျာနော်ကဲဒါဆိုရင်ဒီလောက်ပါဗျာနော်ဒီနေ့မနေ့အားလုံးကံကောင်းကြပါစေခင်ဗျာ